အားလုံးပဲမင်္ဂလာပါဗျာနော်မနေ့ကကျွန်တော်နှစ်ပွဲပေးခဲ့တယ်ဒါဟိုပါပေါ့ကျွန်တော်ဒီ lead ပွဲရယ် Liverpool ပွဲရယ်နော်ဒါ lead ပွဲကိုတော့ကျွန်တော် lead body ရယ်ကိုပေါင်းအောင်ရယ်ပေးခဲ့တယ် Liverpool ပွဲတော့ကျွန်တော်ဟိုပါပေါ့ဒီ Wolverhampton body ရယ်ကိုပေါင်းပေါ်ရယ်ပေးခဲ့ဗျာနော်ဒါ lead ပွဲကတော့ကျွန်တော်ကိုပေါင်းရတယ် Liverpool ပွဲကဇုံရတယ်ဗျာနော်ဟိုနှစ်ပွဲလုံးတော့ရသွားတယ်ဗျာဒီနေ့မှလည်းကျွန်တော်ဒါ Premier League ပွဲတွေကအများကြီးပဲကျွန်တော်ဒါ Arsenal ပွဲရှိရယ် Chelsea ပွဲရှိရယ်ကျွန်တော် Man City Man U နော်အကုန်ရှိရယ်ဗျာနော်ဒီနေ့မှကျွန်တော်အကြိုက်ဆုံးနှစ်ပွဲကိုကျွန်တော်ရွေးထုတ်ပေးရမှာဗျာနော်ဒါညီကိုတို့အကြိုက်တူရင်လည်းဆော့ပါအကြိုက်မတူဆိုရင်လည်းဘက်ကံပါဗျာနော်ပထမဆုံးအနေနဲ့ကျွန်တော်ဒါ Man U ပွဲဗျာနော် Man U ပွဲကကျွန်တော်တို့ဒါ Newcastle အိမ်ကွင်းမှာကန်ရမှာဖြစ်တယ်ပြီးရင် Newcastle ကကျွန်တော်တို့ဒါအိမ်ကွင်းကောင်းတဲ့ထဲမှာလည်းပါတယ်ဒီနောက်ဆုံးအိမ်ကွင်း၅ပွဲမှာဆိုလို့ရှိရင်လည်း2ပွဲနိုင်ပြီးတော့3ပွဲရှုံးထားတယ်ဗျာနော်ဟိုခြေကတော့အရင်ကြီးတော့မမှန်ဘူးကျွန်တော်တို့ဒါ Champion League မှာဆိုလို့ရှိရင်တော့ Newcastle ဆက်ဆောင်ရည်နည်းနည်းလေးပိုကောင်းတယ်ဒီနောက်ပိုင်းပွဲတွေဒါ Premier League မှာဆိုရင်တော့ဆက်ဆောင်ရည်ကနည်းနည်းလေးကျလာတယ်ဒါပေမဲ့ဟိုပွဲတိုင်းတော်တော်များများကဒါဂိုးပေါ်ထားတာတော့များတယ်အိမ်ကွင်းမှာအနည်းဆုံးဂိုးမရဘူးဆိုရင်တော့မှတကိုးလောက်ကတော့ကျွန်တော်မျှော်လင့်လို့ရတဲ့အနေအထားဖြစ်တယ်Man U ကတော့ကျွန်တော်တို့ဒါထုံးစံတိုင်းပဲဗျာနော်ဟိုအဝေးကွင်းနေမှာဒါ Michael Carrick လက်ထက်မှာဒါဘောဟန်ကိုတော့ကျွန်တော်တို့တည်ရကြထားတယ်ဒါအိမ်ကွင်းနေမှာဆိုလို့ရှိရင်လည်းဒါကစားပုံတော့ကောင်းတယ်နော်ဒါပေမဲ့လည်းဟိုMan U မှာပြဿနာတစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒါလူလုံလောက်မရှိကြရဲဒါဒဏ်ရာရတဲ့ကစားသမားတွေကများနေရဗျာနော်ဒီနောက်ပိုင်းပွဲတွေမှာဒါ Martinez တို့လည်းလာသွားပြီဒါ Delight တို့လည်းလာထားတယ်ဟိုဒေါ်ဂူတို့ဘာလို့အစားနော်ဒါဒဏ်ရာကစားသမားများတယ်ပြီးရင်ဒါဟိုအရန်ထဲမှာလည်းလူလုံလောက်မရှိဘူးဟိုခုမိနေပြောရင် Sesco တို့ဘာလို့ကလည်းတိတ်ပြီးအားကိုးလို့ရရတဲ့မှာတော့မပါဘူးဒီနောက်ပိုင်းပွဲတွေမှာတော့သူ့ရဲ့ဂိုးနဲ့နိုင်ခဲ့တာအမှန်တယ်ဆိုပေမဲ့ performance ကောင်းကောင်းမပြနိုင်ဘူးဗျာနော်ဟိုပွဲထဲမှာဆိုလို့ရှိရင်ဒါဂိုးရတဲ့တာဖြစ်တာဗျာ performance ကောင်းကောင်းကအဲ့လောက်ထိမပြနိုင်ဘူးတိုက်စစ်မှုတယောက်ရဲ့ပုံစံမျိုးကတော့ဟိုတိတ်ဆောင်းဆောင်းရေတော့မကောင်းတဲ့ထဲမှာတော့ပါတယ်ဗျာနော်ဒါဂိုးတာသွင်းနေတာအဲ့တော့ကျွန်တော်တို့ဒါဒီနေ့ပေးထားတဲ့ဈေးတန်းဒီကျွန်တော် Man U ကနေပြီးတော့နော်ဒါ level 10ပြားရှုံးဂိုးပေါင်းကဒါ3လုံးပြား20ရှုံးဖြစ်တယ်ဗျာနော်အဲ့တော့ဒီနေ့ပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင်ကျွန်တော်တို့ဒါအဆင့်3လအသင်းကနော်ကျွန်တော်တို့ဒါအဆင့်73လအသင်းကိုအဝေးကွင်းကနေပြီးတော့တရေ10ပြားရှုံးပေးထားတယ်ဗျာနော်ဒီဈေးတန်းကတော့ဒါဖြစ်ထိုက်တဲ့ဈေးတန်းမျိုးတော့ဖြစ်တယ်ဘာလို့လဲဆိုရင် Man U ကခုနပြောသလိုလူပြဿနာတွေလည်းရှိတယ်နော်အဲ့တော့ Newcastle ကလည်းအိမ်ကွင်းမှာဒီနောက်ပိုင်းကောင်းတယ် Champions League မှာလည်းကောင်းတဲ့အတွက်ကြောင့်ဒီနေ့ပွဲက Man U နေနဲ့ဟိုအနေဆုံးတော့တရေလောက်တော့ရှိမယ်လို့ထင်တယ်ဗျနော်တရေလောက်တော့ခံမှန်းလို့ရမယ်ထင်တယ်ဒီနောက်ဟိုနောက်တန်းကလည်းဟိုနာအနေတော့ကြောင့် Man U လည်းဂိုးပေးရနိုင်ကြီးများတယ်ဗျနော်ဒါမှခွိုင်းရတယောက်လောက်ပဲရှိမယ်ကျန်တဲ့ယူရိုတို့ဘာလို့ကတိတ်အားကိုးလို့တော့မရဘူးအားကိုးလို့မရတဲ့ပုံစံမျိုးဗျနော်အဲ့တော့ဒီနေ့ပေးထားတဲ့ဂျင်းနေရဆိုလို့ရှိရင်ကျွန်တော်ကတော့ Man U နေနဲ့တရေသို့မဟုတ်ကတ်နိုင်သွားလိမ့်မယ်လို့ထင်တယ်တရေကျနိုင်ကြီးလည်းများတယ်ဗျအနည်းဆုံးတရေကျခဲ့မယ်ဆိုရင်တော့1-1တော့မကြောက်ဘူးတူတူတစ်ပေါက်လောက်သွားဖို့များတယ်နော်တရေကျခဲ့မယ်ဆိုလို့ရှိရင်တူတူတစ်ပေါက်သွားဖို့များတယ်တရေမကျပဲ Man U နိုင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဂိုးပေါင်းအောက်ပြီးတော့ 1-0 နော် 1-0 သို့မဟုတ်ဒါ1-2တစ်ပေါက်လောက်နဲ့ကျွန်တော်တို့ဒါ Man U နိုင်သွားဖို့များတယ်ဗျနော်အဲ့တော့ပေးထားတဲ့ဈေးတန်းရဆိုရင် level 10ပြားရှုံးကိုကျွန်တော်က Man U body ကိုကျွန်တော်ပို့ကြိုက်တယ်ဂိုးပေါင်းက3လုံးပြား20ရှုံးဆိုတော့ကျွန်တော်ဂိုးပေါင်းအောက်နေပဲကျွန်တော်စွန့်စားခြင်းနေဗျာနော်နောက်ထပ်တစ်ပွဲကကျွန်တော်တို့ဒါ Arsenal ပွဲဗျာနော် Arsenal ပွဲကိုကျွန်တော်တို့ဒါ Brighton နဲ့ Arsenal ပွဲနော်နှစ်သင်းလုံးရဲ့ head to head ရဆိုလို့ရှိရင်ကျွန်တော်တို့ Brighton အိမ်ကွင်းမှာဆိုလို့ရှိရင် Arsenal ကအတာရထားတယ်ဆိုပေမဲ့လည်းဒီနောက်ဆုံးတွေ့ဆုံခဲ့တဲ့ Brighton အိမ်ကွင်းမှာကျွန်တော်တို့ဒါ1-1တစ်ပေါက်လောက်နဲ့တည်ကြထားတယ်ဗျာနော်လက်ရှိ table ရဆိုလို့ရှိရင်ဒါအဆင့်1ကအသင်းကကျွန်တော်တို့ဒါအဆင့်7ကအသင်းကိုဟိုခြေစွမ်းကြီးကလုံးဝဟရတယ်ဗျာ Brighton အိမ်ကွင်းဆိုပေမဲ့လည်းခြေစွမ်းကလုံးဝဟရတယ်အဲ့တော့ပေးထားတဲ့ဈေးတန်းကကျွန်တော်တို့ဒါ Arsenal ကနေပြီးတော့တစ်လုံးကို35ပြားစားရတယ်ပေးထားတဲ့ဈေးတန်းကနော်ဒါအဆင့်73ကအသင်းကိုအဆင့်1ကအသင်းကပေးထားတဲ့ဈေးကအဲ့တော့ဒီနေ့ပွဲဒီကိုအောက်နိုင်ကြီးအများဆုံးပွဲလို့ကျွန်တော်ကယူဆရတယ်ပြီးရင်နောက်တစ်ခုကတရေကျနိုင်ကြီးအများဆုံးလို့လည်းကျွန်တော်ကယူဆရတယ်ဗျာနော်အဲ့တော့head to head ရကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ Arsenal ကတာတယ်ဒါ Brighton ကလည်းကျွန်တော်တို့ဒီနောက်ဆုံးအိမ်ကွင်းဆန်းဆောင်ယူကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်9ပွဲမှာဆိုလို့ရှိရင်2ပွဲနိုင်ပြီးတော့2ပွဲတည်ကြတယ်1ပွဲရှုံးထားတယ်ဗျာနော် Arsenal ကတော့အိမ်ကွင်းအဝေးကွင်း3ပွဲနိုင်ပြီးတော့နှစ်ပွဲရှုံးနေထားတယ်ဗျာနော်ဟိုဆန်းဆောင်ရဆိုလို့ရှိရင်တော့ Arsenal ကဒီနေ့ပွဲမှာတော့ရှုံးစရာတော့အကြောင်းမရှိဘူးတရေလောက်တော့အနည်းဆုံးခံဖို့များတယ်တရေမဟုတ်ရင်တော့ဗျာဒါဟိုကတ်နိုင်သွားဖို့ပဲများတယ်ဗျာဘာလို့လဲဆိုရင်ဒီ Arsenal အနေနဲ့လုံးဝဒါဟိုမှားခွင့်မရှိတော့ဘူးဗျာနော်ဟိုတိတ်တိတ်လေးတော့မှားခွင့်မရှိတော့ဘူးဒီပွဲသာမှားမယ်ဆိုရင်ကျွန်တော်တို့ Man City ကဒီနေ့ညနိုင်လို့ရှိရင်ကျွန်တော်တို့ဒါတပွဲအတာနဲ့ Arsenal ကအခုလက်ရှိတပွဲအတာနဲ့ဆိုရင်ကျွန်တော်တို့ဒါ9မှတ်ဖြတ်တယ် Man City ကဒီနေ့ညနိုင်သွားမယ်ဆိုရင်ကျွန်တော်2မှတ်ပဲကွာတော့မှာဗျာနော်လုံးဝမှားခွင့်မရှိတော့ဘူးအဲ့အတွက်ကြောင့် Arsenal အနေနဲ့ဒီနေ့ပွဲမှာနိုင်တေချာပေါက်ကမ်းမရမယ်တကယ်လို့မနိုင်ဘူးဆိုလို့ရှိရင်တော့မှကျွန်တော်စိတ်ထင်တော့ဒီနေ့ပွဲကပေးထားတဲ့ဈေးနှုန်းရဆိုရင်ကတ်နိုင်သွားဖို့တလုံးကျော်နဲ့ကတ်နိုင်သွားဖို့များသလိုတရေကျနိုင်ကြီးလည်းများတယ်ဗျာနော်ဒီပေးထားတဲ့ဈေးနှုန်းရဆိုလို့ရှိရင်အဲ့တော့ဒီနေ့
ကျွန်တော်အာဆင်နယ်ကတလုံး35ပြားစားဆိုတော့ကျွန်တော်ကတော့ဒီနေ့အာဆင်နယ်အနေနဲ့အနေဆုံးသေလောက်ထိရှိမယ်ထင်လို့ကျွန်တော်အာဆင်နယ် body ကိုကျွန်တော်ကြိုက်တယ်ကိုပေါင်းကတော့ကျွန်တော်ဒါနှလုံးအပြည့်ရှုံးဆိုတော့ဒီနေ့ပွဲမှာ Brighton ကလည်းဒါ9ရနိုင်ကြီးတော့နဲမယ်အာဆင်နယ်ခံစစ်ကိုနည်းနည်းဖောက်ဖို့အတွက်တော့မလွယ်လာဘူးဗျာနော်အဲ့တော့ဟိုအာဆင်နယ်အနေနဲ့ကတ်နိုင်တော့ဖို့များတဲ့အတွက်ကြောင့်ကျွန်တော်ကဒီနေ့ပွဲမှာအာဆင်နယ် body ရဲ့ကိုပေါင်းအောက်ရဲ့ကိုကျွန်တော်ကြိုက်တယ်ဗျာနော်ဒီနေ့ကျွန်တော်နှစ်ပွဲရွေးချယ်ပေးခဲ့တယ်မန်ယူပွဲကိုတော့ကျွန်တော်ဒါမန်ယူ body ရဲ့ကိုပေါင်းအောက်ရဲ့ရွေးချယ်ပေးခဲ့တယ်အာဆင်နယ်ပွဲကိုတော့အာဆင်နယ် body ရဲ့ကိုပေါင်းအောက်ရဲ့ကိုကျွန်တော်ပိုကြိုက်တယ်ဗျာနော်အကြိုက်ဒီမှာဆော့ပါကျွန်တော် channel ပွဲတွေတော့ဒါမောင်းနေတပွဲကောင်းနေဖြစ် channel ထဲမှာတင်ပေးတယ်အားလုံးခွက်လက်ပါဗျာနော်အဆင်ပြေပါစေ